ထောင်တစ်ထုံပုံလုံးပေးနိုင်တဲ့အတွက်တစ်လောက်10သိန်းမသိမရှင်းပေးတစ်လောက်10သိန်းသူတစ်ထောင်ပြည့်ရထားမယ်ဆိုရင်ရောထောင်ပြည့်ရထားမယ်ဆိုကျွန်မအဲ့လိုလက်မခံဘူးခုတစ်ထောင်ပုံပေးအခုလက်မှတ်ထိုးပေးပြီအေးအဲ့ဒါဒီပြောကြမလို့ဘူးလို့ပြောပြီးသားပြောရမှာနေရသူများသားပြီးမိဘချင်းကိုစားရမဆက်တယ်အားရကြီးတဲ့တယောက်မှအားရနေနေရမရှိဘူးအဲ့ဒါအဲ့ဒင်းလိုတာလေတမီးထွက်ခဲ့လိုက်တော့အခုအဲ့လိုကြောင်နေလာခဲ့ဒါရှင်းနေရလေပြီးပြီမဟုတ်လားပြန်ခေါ်ပါမပြီးသေးဘူးမပြီးသေးဘူးလက်မထိုးဒီမှာစိတ်ခေါ်ညာအားလုံးပဲမင်္ဂလာပါဗျာဒီကနေ့မှာတကယ်ချင်းတို့ကိုကျွန်တော်တင်ဆက်ပေးရှင်တဲ့ဗီဒီယိုလေးကတော့အိမ်တော်ကြီးဖောက်ပြန်သွားတဲ့တခြားဖြစ်သူကိုပေါ့နော်ဒါလူကြီးတွေစုံရရှေ့မှာကွာရှင်းပေးဖို့ဒါပြောဆိုနေကြတဲ့ရုပ်သံလေးကိုကျွန်တော်တင်ဆက်ပေးသွားချင်ပါတယ်ဗျာဗီဒီယိုလေးမှာဆိုရင်ဘာတွေပြောသွားလဲဆိုတာသိရအောင်လို့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုစုံကြည့်လိုက်ပါကြည့်ရှုပေးဖို့ကိုဖိတ်ခေါ်ချင်ပါတယ်ဗျာပြီးပြီလားနေဦးမှာပြန်မပြောနဲ့ငါမှအဲ့လိုမျိုးမဟုတ်ဘူးဆိုရင်6ပတ်တူမလဲနဲ့နော်သူနဲ့နှစ်ယောက်ဒီ6လဲနေတယ်6သွားနေတယ်ဆိုတော့ကဲရှင်မိမတယောက်ကဟုတ်တယ်အဲ့ဒါတော့လက်မခံနိုင်ဘူးငါမှအဲ့လိုမလဲနဲ့မသွားနဲ့သူ့ဘက်ကလည်းအုတ်ထင်းသူကလည်းဒီလိုမျိုးကိုသားသမီးသွားနေပါလေဆိုရင်မထက်နဲ့တော့ငါမှပြောပေးကျမအဲ့လိုပြောတယ်နော်ကျမတို့ကလူကြီးဆိုတော့အဲ့လိုပြောတာဟိုသားသမီးတဲ့ကိုချင်းစာလို့ဒီစကားပြောတာဘာလို့တော့ဆိုတော့ဟိုဒီလက်ရှိမယားကြီးတိရအောင်နေတယ်ဒီမျိုးသွားလာနေတယ်အတူသွားလာနေတယ်ဖုန်းခေါ်တဲ့ချိန်ကျလည်းအတူတူဆိုတော့ခါကြတော့မယားကြီးတိရအောင်နေတယ်ဒီလိုမျိုးဖြစ်နေတယ်ဆိုတော့ဒီဘက်ဖြစ်ထွက်မှာပဲနော်ငါမှသွားလာစင်းနေနော်ကိုယ်နဲ့ဘက်ကမှားတာပေါ့နော်အသွားလာစင်းနေဟိုကျမပြောတာရှိတာပါဘာမှဖြစ်ခဲ့တယ်သွားတာရှိကြတယ်ဖြစ်လို့ပေါ့ကိုယ်နဲ့အဲ့ဒါကကိုယ်နဲ့ဘက်ကအမှားဟုတ်တယ်အဲ့ချိန်မှာအဲ့လိုဖြစ်တဲ့အချိန်မှာကလေးမနဲ့မတင်ကားဘူးဆိုရင်ဟုတ်တယ်သူနဲ့စင်းနေလိုက်နော်ကျမသူအဲ့လောက်ပြောတယ်နေအမေဆိုတာလည်းငါပဲနော်နေရဘူးလက်ရှိမှာငါရှိမှာငါလည်းသူနေတယ်နော်ကိုဖြစ်ခဲ့သေးအောင်ထားတော့ငါမှသွားတယ်ဆိုလို့ရှိရင်ပြီးရင်ချိန်နဲ့ခါရင်ပြန်လာခဲ့နော်ကျမအဲ့လောက်ထိသူ့ကိုပြောတာသွားတာမသွားနဲ့အမမပြောသွားလို့ရတယ်သွားလေလို့ရတယ်လေပြီးရင်ပြန်လာခဲ့နော်ညာအိမ်ညာနေမနေနဲ့အဲ့လိုမျိုးလေမအတူလေမပြတ်တာမဖြစ်ခင်မှာတဲ့သူတို့ချင်းကသွားလာနေတာလူတကာပြောတော့ကိုရတော့အိမ်မှာနေတာဆိုတော့ဘလို့ဒီမှာလူတကာပြောတယ်လေအဲ့ကိုယ်နဲ့မှားသွားတာလေသူကဒီလိုမျိုးပေါ့ဒီကမီးနဲ့မတင်ကားဘူးမျိုးဆွဆွဲနေပါညာဟုတ်ပြီမင်းမကြိုက်ဘူးလားငါရှင်းရှင်းနေလိုက်ဟုတ်တယ်ဒီမှာအဲ့လိုပြောတာသူဒီကမီးကကိုယ်နဲ့လာပတ်တယ်လေဟာကမီးဟောက်ပတ်တယ်ငါမမဟောက်နင်းနဲ့ပတ်တယ်တော့မှာငါညာဟုတ်တယ်ဟုတ်တယ်ဟုတ်လားအလုပ်ကိစ္စနဲ့ဖြစ်ဘာကိစ္စနဲ့ဖြစ်ငါ့ကိုပတ်တယ်နဲ့ကွာနော်အဲ့ဆိုလို့ရှိရင်ဒါရှင်းသွားတယ်ဟုတ်တယ်ဟိုဘယ်လိုပြောမလဲကိုယ်နဲ့ရလဲသူ့ကိုငဲ့တာလားသူကပဲကိုယ်နဲ့ကိုကတ်တာလားကိုယ်နဲ့နှစ်ယောက်လုံးပဲကတ်လို့ပဲယူလိုက်တာလားကျွန်တော်ဒါမသိဘူးလေနော်သူရဲ့အတွင်းစိတ်ကိုကျွန်တော်မသိနိုင်ဘူးဒီလောက်ပြောချင်းဟိုပြောတယ်ဆိုတော့သိရမယ်နော်အဲ့လိုမျိုးဆိုတော့ကိုယ်နဲ့ဘက်ကလည်းအဲ့ဒီကမှားပါတယ်မှားတဲ့ခါကျတော့အခုကျတော့မှဒီလိုမျိုးမဆူနိုင်တဲ့တဲ့နိုင်ဖြစ်လာတဲ့ခါကျတော့ဟောကျွန်တော်တို့ရှင်းပြရတဲ့ခါကျမကောင်းတော့ဘူးခုနကကျွန်တော်ကိုယ်နဲ့ကိစ္စမင်းဒီသမီးမလားဒီသမီးကိုကျွန်တော်ပြန်ခိုင်းလိုက်တာပြန်လိုက်ဒီလိုဘလုံးသုံးမှဖြစ်မှုဆိုတော့ဒါကိုခဏဖြစ်လိုက်သေးတာပြီးတော့ကျွန်တော်ငားလိုက်တာအဲ့လိုမျိုးဖြစ်ဆိုတော့လမ်းပြထားလိုက်တော့ငါဝိုင်းမှလာမကြည့်ဘူးကျွန်တော်တို့အဲ့လိုပြောလိုက်တာပြောတော့မှကျွန်တော်မောင်းထုတ်လိုက်တာအဲ့ဆိုတော့ကိုယ်နဲ့လူမျိုးကဒီလိုဖြစ်လာပြီဒီလိုပြောရင်ကိုယ်နဲ့ဘယ်လိုဆိုကျွန်တော်သူဖြစ်တဲ့သူလိုချင်တဲ့ဆိုကျွန်တော်ပြောပြလိုက်တယ်အဲ့လိုပြောလာတယ်ကျွန်တော်အဲ့ဒီကိုယ်နဲ့လူမျိုးကခေါ်လိုက်မယ်နော်ဆိုခေါ်လိုက်ပါဗျာခေါ်လိုက်တော့မှအခုဒီလိုမျိုးရှင်းတဲ့ခါကျတော့ငါသမီးဘက်ကလည်းတိတ်ယူတန်ကြီးမပြောနဲ့အဲ့လိုဟောင်းနေအောင်ပြောမှာဟောင်းလာပြီကြားတွေ့လိုက်တယ်ပြန်လှည့်တယ်အပေါက်ကပြန်ပြေးတော့လို့လည်းကားတွေ့လိုက်တယ်ပြန်လှည့်ပါလာကိုကြီးလာလာဟိဝင်လာဟာကြည့်နေခုကြောင့်လာဒီလာငါညအပေါ်ကြီးမှာအဲ့လိုဒါယူပါငါကျွန်တော်ထုံးကြပါပြီရှင်းမနေတော့နဲ့သွားရှင်းလိုက်ဒါဒီလာဟိုရှင်းလိုက်တော့ဆိုလဲသကန်းခေါ်ရမှာလေညီကဘာဖြစ်လာလို့ဟိုမှာလေဟိုဝင်းနိုင်ရဲ့မေးကြီးကလိုက်လာပြီလေအဲ့ရတဲ့ခါကျတော့တလင်တမယားစစ်နဲ့တရားဆွဲမှာသူပါလေဆွဲလို့ရှိရင်ညောင်လုံးထဲဝင်တော့မှလေးမန်းကြီးရဲ့မှာဟိုတကယ်ကဥပဒေကြောင်းမှာတော့ဟိုကတော့နိုင်ကောင်းတာဘာလို့ရှိလဲအဲ့ဆိုတော့ဘယ်လိုလုပ်မှာလဲတို့ကြည့်ဦးဟာပြောတော့အမှုဖွင့်ဖို့ခေါ်ခိုင်းတာမျိုးဒီမှာကြာတယ်ဟမ်နောက်ကြာတယ်အဲ့လားပြတော်လေးပဲရှိသေးတာအကြီးရမယ်ဒါအိမ်တော်သက်19နှစ်သူနဲ့ငယ်ငယ်ချင်းဖြစ်လာပြီးတော့အကုန်လုံးပေါင်းသင်းလာတယ်25နှစ်တာသမီးနဲ့တော့ငါအနေနဲ့မရှိတဲ့ခါကျတော့ရှိဒီမှာလည်းရအောင်ရှာပြန်လာလဲနှီးလိုက်ပြီးလို့ချင်းအဲ့ပတ်စံရဖို့တလားတစ်ခါရဖို့မျိုးအခုတော့တက်တက်လို့လက်မှတ်ထိုးပြီးမယ်ဟုတ်တယ်ပြီးအဲ့ပတ်စံလာမပွင့်လဲကိုကရန်သွားတောင်းပြရအောင်ဟုတ်လားအခုကတော့တောင်းအောင်မဟုတ်ဘူးမသိမရှိဘူးမသိမရှိတုံ့ပြန်တယ်အဲ့လိုမျိုးဖြစ်လာမှာ你好，我的阿妈看来了。哎，阿妈看没没长回来。သူကထွက်ပြေးတယ်နော်မင်းလုံးမဟုတ်ဘူးသူကထွက်ပြေးတယ်အကို
तू ကထွက်ပြေးတတ်တယ်ကျမကကြုံဘူးလာတယ်အများကြီးပဲဒီတစ်ခါတည်းမဟုတ်ဘူး ငါတို့ကကိုသူ့ကငါတို့မောင်ငါတို့ဥစားဖြစ်လို့လာပြီးဥက္ကဋ္ဌခေါ်လို့လာကျမတို့သူ့လာမသိလား ကျမရောက်ကြတဲ့ဥက္ကဋ္ဌစင်တန်းဝင်လာသူတို့အိမ်ကိုအရင်သွားတာလင်မယားမြောက်ဆိုင်ကယ်ပေါ်ဆင်းလာတဲ့ဟာဗီဒီယိုဖိုင်ဆွဲပြီးတော့တစ်မျိုးလုံးပို့ထားပြီးလာရှိုးတောင်ကြီးကိုပို့ထားပြီးသားဆိုင်ကယ်ပေါ်နေဆင်းတာကားပေါ်နေဆင်းတော့ရိုက်ရတယ် အဲ့ဒီကောင်ထားပြောတော့လည်းအကြောင်းတော့တာပြီးပြအောင်ပြောမှာ ရရ ဆယ်တဲ့လူကြီးလည်းအားနာဖို့ကောင်းတယ် ဟုတ်ပြီအဲ့ဆို10သိန်းကျွန်တော်ဘက်က10သိန်းမသိမရှင်းကျင်းနေတဲ့ဆိုလက်မှတ်ထိုးသွား ခုလိုရေရေဝုံဝုံပြက်ပြက်တသားနဲ့လှုပ်ပြီးတော့ဗောနော်လက်မှတ်ထိုးခိုင်းလိုက်တာကတကယ်ကိုမှန်ကန်တဲ့လုပ်ရဗျာနော် ဒီကြားထဲမှာဖေကုန်းနဲ့ပတ်သက်ပြီးငါတစ်တော့ဆော့နင်းတစ်တော့ဆော့မိသားစုနှစ်စုအကြောင်းဘာမှလုပ်စရာမလို အဲ့ဒါတော့ဟုတ်တယ်နော် ရှင်းတယ်နော်အခုတလောက်ကို10သိန်းငါတို့သားမိမသိမရှင်းပေးရမယ် ဆယ်ကြောင့်အကြမ်းနဲ့ပတ်သက်လို့သမီးဘာမှမ ဆယ်သိန်းပဲဖြတ်တယ်ခဏသိန်းဖြတ်တယ်ဆယ်ကြောင့် အေးပြီးကြမှာကုချီတော့လာမလို့ ခုနတိတ်နဲ့သမီး ဟုတ်လေခဏသိန်းတော့ဖြတ်ပြီ 10သိန်း တော့ရပါတယ်ဒီမှာခုန 10သိန်း10သိန်း10သိန်းရမှကျွန်မလက်မှတ်ထိုးနိုင်တယ်အဲ့ဒါမသိမရှင်းတော့မသိမရှင်း10သိန်းတလောက်10သိန်း ဆယ်သိန်းကတော့ရတယ် ရတယ်မပေးနိုင်ရင်ရတယ် ခုနသိန်းပဲဖြတ်ပြီးလိုက်တော့ 10သိန်း10သိန်းမပေးရင်ငါလက်မခံနိုင်ဘူးလက်မှတ်လည်းမထိုးပေးနိုင် ဟုတ်ဘူးသမီးအဲ့လိုစုကြီးမပြောဘူး ဘူးမဟုတ်ဘူးတမီးကတမီးအတိုင်းတာနဲ့တမီးပြောတာ ဒီလေသူကလည်းသူ့တိုင်းတာနဲ့သူပြောနေ ဟုတ်တယ်သူတိုင်းတာသူရှာလေသူအဲ့လိုမပေးနိုင်ရင်ထားတယ်မလုပ်ခဲ့နဲ့လေ သမီးကမပေးလို့ပြောတာမဟုတ်ဘူးသူပေးမယ်သူပြောတဲ့10သိန်းသူမပေးနိုင်ဘူးခုနတိတ်သူဈာချပေးရလေးငါသမီးက တမီးက10သိန်းတောင်းတယ်လေ10သိန်းရမှကိုရမှာ ဟိုအယောင်းနဲ့ဝယ်လို့ဟုတ်ပါဟုတ်တယ်မလား စောစောတမီးသိန်းတစ်ထောင်ပြောပြီးတပုံနဲ့ပေးအခုသူသိန်းတစ်ထောင်တစ်ပုံနဲ့ပေးနိုင်တဲ့အတွက်တစ်လောက်10သိန်းမသိမရှင်းပေး ကဲခုနသိန်းကိုတလား10သိန်းသူ10လာပဲပေးမယ်ဆိုရင်ရောသူတစ်ထောင်ပြည့်ရက်ထားမယ်ဆိုရင်ရော အဲ့ဒါသူ့ကိုတစ်ထောင်ပြည့်ရက်ထားမယ်ဆိုရင်ကျွန်မအဲ့လိုလက်မခံဘူး ဟော တစ်ထောင်ဆိုတစ်ထောင်ပုံလိုက်ပေး အဲ့လိုဆိုလက်ခံတယ်အခုချက်ချင်းအခု ဟုတ် တစ် တယ် ထောင်ပုံပေးအခုလက်မှတ်ထိုးပေးပေး သူကမတင်ချင်းပေးမယ်ခုနသိန်းဆိုတာသမီးအဲ့ဒါတော့လက်ခံနေပြီလို့ မလို့ရှင်ဘူး10သိန်းပေးရင်ယူမယ်10သိန်းပေးရင်လက်မှတ်ထိုးပေးထားမယ် အဲ့ဒါဆိုတော့ဘယ်မှာအဆင်မပြေဘူးကွာ သူစဉ်းစားလေ အဲ့တော့အမှုဖွင့်မယ်ဆိုရင်အခုစကားမှာပဲတော်တော်အမှုဖွင့်တယ် ဟုတ်ကဲ့ ဘယ်လိုလုပ်မလဲဘယ်လိုလုပ်ရလဲ လာရှုံးမှာ ဒါတို့ဖွင့်ရအောင် တက်ထောက် ကျွန် ပါ တော်မသိဘူးစင်ပေး ကျွန်မလိုချင်တာ သူ လုံး မ လုံး သိမရှင်းမရမှာတော့သူဘူးသေးသွားရင်ရက်မှာရတော့ အဲ့ဒါကြောင့်မလို့တမသိန်းတစ်ထောင်အပုံလိုက်တောင်းတာလေအမလေသူမသိမရှင်းဆိုသူအခုတကောက်ကငါကားတိုက်ပြီးသေးပါရဲ့ဘာတိုက်ပြီးသေးပါရဲ့ဟဲ့ဆိုရင်ကျမဘာရတော့မှာ အဲ့တော့သူစားလေးခံစားရတော့လေ อืม သူသေးသွားတော့သူတို့လည်းလက်ရှိမခံစားဘူး သမီးလည်းမခံဘူးလည်းမခံတော့ နေ့လေသူတို့ ပြလိုက်ပြီဟာလာဥဒေတန်းသွားမယ်ဆိုလို့ အခုသူတို့နေရာထွက်ပြေးမဲ့ကဏ္ဍကိုပဲကျမ ထွက်ပြေးဘူး ဒီကောင်ရဲ့စောက်ချင်းကနှစ်ခါသုံးခါရှိနေ အဲ့စကားတွေမပြောနဲ့ ပြောတယ် နေလည်းနေမှားတယ်စကားကိုမပြောနဲ့သူ့ဘက်ကဖြစ်ချင်တဲ့ဟာကိုနေဖြစ်ခဲ့တဲ့ဟာကိုသူပြောတာနေလည်းနေမှားတာနေကိုနေသိတယ် ဟုတ်တယ် ငါပြောတာတော့နင်တို့နားမထောင်ပါနဲ့အခု तू ပြောတာဟိုကနေမှုဖွင့်ဆိုဖွင့်လိုက်နင်တို့နေမရခတ်မပြေပါဘူးဟာအောက်ကဆိုလည်းမ လက်မှတ်ထိုးခဲ့ ထိုးပေးမယ်ကျွန်တော်ပြောပြတာ အဲ့ဒါမျိုးကျင်တတ်လား ရတယ်ကျမအမှုဖွင့်ပြီးလာခဲ့မယ်ထောင်ထဲတက်နေလိုက်ကြ မဟုတ်ဘူးအဲ့ဒါမပြောတော့နဲ့ တလား10သိန်းမှငါ့ကိုမပေးဘူးဆိုရင်ထောင်ထဲတက်နေလိုက် ဘုရားကအဲ့လိုမျိုးဖြစ်ကမှာလားဘုန်းနာ ရတယ်ဖွင့်လိုက်ဆရာလည်းရတယ်လုပ်ပြလိုက် ဒါကြောင့်ကျွန်တော်ပြောပြတာကျွန်တော်အလုံးမရှိ အခုလက်ရှိနေပါနေတော့မတခုပြောမှာတခုပြောမှာအခုလက်ရှိကအခုလက်ရှိနှစ်ယောက်လုံးကိုတွေ့တယ်မကျင်းတဲ့ဘူးဆိုလို့ကိုကြောင့်မင်းတို့ကသူတို့နှစ်ယောက်လုံးရှောက်တဲ့ခေါ်ထက်မှာ ဒီမှာဖွင့်တော့ထည့်အောင်ပေါ့ဒီမှာဖွင့်လို့မရ ဟုတ်တယ် ဘူး အခုလက်ရှိဒီလိုတွေ့ လက်ရှိတွေ့နေရလေ ဖတ်ရှုပ်ပြီးထည့်မှာလားကျွန်မမေးတာ ဘယ်ဖွင့်လာလဲတာ အမှုမဖွင့်ထားလေးလို့မရဘူးထည့် သူ လို့ ကဘယ်လိုကောင်းလို့ရအောင် အမ အမအဲ့ဒါအမှန်တကယ်ကိုမေးတာနော်အခုသူတို့အောက်ဒီမှာလူကြီးနှစ်ယောက်လုံးရှေ့နေဟိုအခုသူတို့လက်မယားညအခုသူကလည်းနှစ်ယောက်တော့ပို့ထားပြီ အခုလင်ကိုနဲ့သူတို့ လင်းနဲ့ မရခောက်ပြန်မှုနဲ့ညောင်တော့ဖတ်ပြီးရှောက်တော့ထဲမှာလားကျွန်မ ဒီလား အခုလိုအင်တော်ကြီးဖောက်ပြန်သွားတဲ့သူနဲ့ဒီမရင်ငယ်မကိုပေါ့နော်အရှုပ်ထဲထည့်ပြီးတော့ကောင်းကောင်းကြီးဆုံးမပေးတင်နေဗျာနော် အခုအဲ့လိုမျိုးဖြစ်ပြီဆိုတော့အညီမတကယ်ကိုအမှုဖွင့်တော့မှာလားစဉ်း ဟုတ် စား တယ် အောင် သူ နော် 10သိန်းနဲ့ပြင်ကျမမှုဖွင့်မယ် အဲ့ဆိုကိုကြီးပြောလို့ပဲမနေ့ကမှနေအောင်ညှိမလား မညိတော့ အဲ့ ဘူး ဒါပို့ဆင်ပေးမယ်ထင်တယ် ရပြီမညိတော့အဲ့ဒါပြီးသွားပြီတလောက်10သိန်းမပေးနိုင်အခုကျမလာလာလည်းပတ်စံမပေးနိုင်ဘူးတလောက်10သိန်းလည်းမပေးနိုင်မဲ့တူတူကျမမှုဖွင့်မယ် တစ်ထောင်ကိုလည်းသူမပေးပြောတာမဟုတ်ပြီးမယ်အားချင်း9သိန်း9သိန်းမသိမရှင်းသူပေးသွားမယ်သူပြောပြီပဲ ဒါပေမဲ့ तू မသိမရှင်းလို့ပြောပြီးသားနော် လေလေ အဲ့နဲ့ ကျွန်တော်မသိ အဲ့ဒါလာကုန်ပြီတရက် ကိုဝင်းနိုင်ကိုကျွန်တော်ယုံနေနော်ကိုကျွန်တော် အားသိတာ ဆ ဆက် င် ပြီး ပေး တော့ ပေးမယ်နော် ယုံနေဆိုတော့ ပြပါတော့တော့ဆက်ကြအောင် ဟုတ်လား ကိုဝင်းနိုင်ကိုယုံနေဆိုတော့ကိုဝင်းနိုင်အများကြီး
ကိုယ်နဲ့ထွက်ပြေးတတ်တယ်သူကပြဿနာလို့ကိုယ်ရှင်းတတ်ဘူးအဲ့လိုပြောလို့ကိုယ်နဲ့အဲ့လိုတော့ဖတ်မတော့ ကျမကသူကလည်းအဲ့လိုမျိုးကျမမှာဟိုသူထွက်ပြေးတတ်တယ်အများအားထွက်ပြေးတတ်တယ်သူကအဲ့လိုမျိုးပြောထားတော့သူမထွက်ပြေးပါဘူးသူတို့တားမိတွေလည်းလက်မှတ်ထိုး ထိုးမှာအဲ့ထိုးမှာသူထွက်ပြေးသူတားမိလို့ ကျမတို့ကလည်းသူက7သိန်းနဲ့ကျင်းတတ်ပါလဲဆိုတော့ကျမတို့လည်း လက်မှတ်ထိုးမှာအဲ့လိုထိုးမှာလေနှစ်ဖက်လုံးထိုးမှာသူကလည်း10သိန်းအဲ့ကျစ်တာ10သိန်းနဲ့ကျင်းတတ်ပါလေဆိုတော့လက်မှတ်ထိုးမှာ ဝန်နိုင်ကခုအလုံးမလုံးနိုင်ဘူးပတ်စံဝင်မရှိပါဘူးကျွန်တော်လုံးမရှိလို့ကျွန်တော်မလုံးနိုင်လို့မပေးပါဘူးဆိုတော့မဖြစ်စေရဘူးမဖြစ်စေရဘူးမဖြစ်ရဘူးသူမပေးလို့မရဘူးမရဘူးဟုတ်ပြီလားကိုယ်နဲ့တော့ဖြစ်သွားဖြစ်တယ် သူ နော် မသိမရှင်းရမှာနော်သူမသိမရှင်းပေးမှာခုဒါကောင်တရက်နေ့တိုင်းကြီးကိုပေး တရက်နေတာ အဲ့ဒီမှာလည်းအဲ့10လေးလားစဉ်တေးကြတယ်နော်လက်ခံပြီနော်ဒီမှာပဲ နာကုန်းတော့ဥက္ကဋ္ဌလာပြီ ကျွန်တော်ဥဒေတာကိုကျွန်တော်ပြောလိုက် ကျမတို့လည်းမပေးနဲ့သူ့ဘောပေးကျမတို့လည်းမထိုင်ကျမတို့လည်း ရတယ်ဒီလေးသမီးခဏလေး KB အကောင့်ပေးဆောင် ရကုန်လို့ရှိရင်ဥက္ကဋ္ဌရရအဲ့ဒါပို့ပြီးသိကြတယ်ရ ဒီမှာပဲပေးလိုက်နော်အဲ့လိုမျိုးလာပေးခိုင်းလိုက်ဟုတ်ပြီလားနော်အဲ့ဒါဆိုလို့ရှိရင်ပို့တော့အဆင်ပြေတယ်နော်အဲ့ဆိုကိုဝင်းနိုင်က10ရင်းနဲ့ပေးပါမယ်10ရင်းပေးမယ်လို့ရေးရတော့မှလားဖတ်မပြေလို့ရေးရတော့မှလား10ရင်းပေးမယ်လို့10ရင်းပေးမယ်လို့ရေးရမှာ နှမျိုးလုံးကြီးလေးရတယ်ပါဟုတ်ကြီးလိုက်ပါ ဝါမယ်ငါ့ညီမလည်း10ရင်းနဲ့ကျင်းတတ်တယ်ဆိုတော့ရေးရမှာနော် ရတယ် ကျင်းတတ်ပြီနော်ကျင်းတတ်ပြီနော် ပြောမယ်ဆိုရင်တော့တိတ်ကျင်းတဲ့နေရာမဟုတ် ဟော တိလားနှစ်ယောက်လုံးထောင်ထဲကြာတော့မှကျွန်မကျင်းနေမှာ ထောင်မကြောက်လို့ပဲ အဲ့ဒါဖတ်မပြေပါဘူးဆိုတော့ရေးပြီးလိုက်ရတယ်နှမျိုးလုံးကြီး ဒီဟုတ်ပြီ ရတယ်ကြာမှာ ခုနကကျွန်တော်ပြောတယ်ပေါ့ကိုဘက်ကမှာပါမှာပါတယ် ပြောပြီးသားနော်လိုင်းပေါ်မှာစော့ရင်ကိုယ့်ဟာကိုယ်စော့ငါအကြောင်းကြားလိုက်လားတောင်စော့နေ အဲ့ဒါပြောပြီး တာသမီးဖုန်းခေါ်တာနော်ကလေးဖုန်းလို့ဘလက်လေးလောက်ထားစရာအကြောင်းတစ်ခုမှမရှိဘူးမိသားစုဖုန်းဘလက်လေးလောက်ထားစရာအကြောင်းမရှိဘူး ကိုဝင်းနိုင်ပြောနေနော် ကျွန်တော်သားဖုန်းရမယ်ဆိုတော့ ဘာလို့မလုပ်အောင်မဒီလိုလောက်ထားလို့ အချိန်ပြခေါ်ရတယ် ပြောပြန် အဲ့ဒါတော့မရဘူး ပြောပြန် မရဘူးမရဘူး ဟမ် ကျွန်တော်ဖုန်း ကိုနေဖုန်းပါဖုန်းပါလေ နေရခေါ်မရနေခေါ်ရတယ်ခလေးခေါ်မရဘူး ဖုန်းနဲ့တွေ့တော့ ဟောဦးလေးခေါ်ရင်တရားမပြီးခေါ်ရရ ဟိုဟာတော့သူ့ခေါ်ခိုင်းတာမရလို့ ခိုင်းတယ်ရောကျွန်တော်မခိုင်းဘူး တန်းမောင်လေးဖုန်းဆက်လိုက်မောင်လေးတို့ဖေဖုန်းခေါ်လိုက်အောင် ဟောကြည့်လိုက် ဒီပြဿနာတွေကတကယ်ဆိုရင်သားသမီးတွေနဲ့ဘာမှမဆိုင်ဘူးဗျာနော်အခုလိုသားသမီးတွေရဲ့ဖုန်းကိုဘလက်လစ်ထဲထည့်ထားတာကတကယ်ကိုမှရားလွန်လွန်းနေဗျာနော် မကိုင်းနဲ့အဲ့လိုပေါ့မကိုင်းနဲ့ကိုင်းကြအောင်လို့ ပိတ်ပိတ် မဆလာမဆလာမလေးဖုန်းရှိ လေးဖုန်းရှိရဖုန်းအများနဲ့ဘလက်လေးလောက်ထားတယ်ဘလက်လေးအကုန်ထည့်ထားတယ်ကျမတို့တော ပိ င်း တ် ကျင်း နေ နေပါ ပါ လေအကုန် မ လက် ဆ လေး လာ ထည့်ထား ဦးချပါမယ်ငါ အမေဒီမှာလား ကိုရေးချင်တာဟုတ်တယ်ဟုတ်တယ်ရေးချင်မှာမဟုတ်တော့ဘူးလေပေးဘူးတော့ရှစ်ချက်ခတ်တာဟုတ်တယ် ဒီရမယ်ဒီမှာလေ တာအဖေဆောင်ခေါ်ကြတာအခုခေါ်လိုက်နော် ဒီခေါ်ခိုင်းတာလား ဟုတ်တယ် ပြီးသွား ဒီဒီဟိုပြီးတာပြီးတော့ဆယ်လေးနဲ့ပြတ်သွားပြီခေါ်မဟုတ်ကလေးဖုန်းဘလက်ထည့်ထားလို့လားမေး အချိန်ကြီးထည့်ထားတယ်ကလေးဖုန်းဘလက်လေး မဟုတ်တယ်ဟုတ်တယ်သူခေါ်ပြီးတော့ကလေးခေါ်ပြီးတော့သိတယ်မယ်လေ ခေါ်တာဟုတ်လားမဟုတ်လားဘေးကနေဆွေးတာဖွင့်ပြအောင်အေးအငယ်လေးနာခဏသွားလိုက်ပါအောင်ဖုန်းကဟိုဝင်းနိုင်ဖုန်းကဘလက်ထည့်ထားဟုတ်လားမဟုတ်လားအမှန်နားထောက်ကြည့်စပီကာဖွင့်တာနော်အပြက်အမှခေါ်ပြတယ်မစပီကာဖွင့်ပြလိုက်အောင် အဲ့ဒါနေမသိဘူးအဲ့ဒါ အကုန်လုံးထည့်ထားတာမိသားစုဖုန်းတွေအကုန်လုံးထည့်ထားတာ သူကဖုန်းပေးလို့သူနန်းဆက်နေတာ အေးတာခေါ်လိုက် ဟုတ်နိုင် ဟယ်လို နိုင်အေးခဏလေးလာပြပါအောင်နည်းနည်းလေးကြည့်ရလေးရှင်းနေလို့ အဲ့မှာ ပြောမယ်ဆိုမြန်မာလေးလာပြ တာဘာကခေါ်တာလဲဟာဖုန်းနဲ့ခေါ်နေတာ အဲ့လိုဘယ်လိုမျိုးလုပ်အောင် အေးဟုတ်တယ်ဟုတ်တယ်တာ သူတို့လောက်တာလေအဲ့လိုပဲလေကိုဝင်းနိုင်လောက်တာ ဘယ်နဲ့မီးတက် လောက်တာလား အင်းလေးလိုတော့မတက် ဆက်ပြီးပြောနေတာကငါအားလုံးနဲ့ကောက်ပြထလိုက်မှာ ကိုဝဲနိုင်တော့တာမဟုတ်သူမိမလည်း အခုပဲသူဖုန်းလူနေတယ်ဖုန်းပေးလို့လူတာ ရေးပြီးအဲ့လိုဒါကြောင့် ဆောက်ဆောက်ပြောနေတော့ဘာမှငါတနခါလုံးနဲ့ထုပြမှာ အဲ့ဒါသူ့သားလို့ပါလေမလုပ်ရဘူး အေးသွားမယ်ဗျာနဲ့ သူ့သားအဲ့လိုပါနေမလုပ်ရ
ရောက်တာ ဒီ ကြာ က တယ် ပြောယူတာလေသူတို့တန်းဖတ်တယ် သူတို့ကမှပြောနေလေ ပြောစရာချင်းတန်းဖတ်တယ်ပြောတယ်အဲ့လိုလုပ်ချာကြ မမကျန်ပြောနေဒီတစ်ချောင်းလုံးပါပြီလူပြောက်လုံးလည်းပိုင်ပြီးသွားပြီနော်ဒီမှာလက်ပြုတ်တိတိလေးကိုတွားတော့မပိတ်နဲ့ အဲ့လက်ပြုတ်တသေးလေးတောင်ချိတ်ချောက်ထားသေးတယ် သွားပြီနော်ဒီမှာလက်ပြုတ်တိတိလေးကိုတွားတော့မပိတ်နဲ့ အဲ့လက်ပြုတ်တသေးလေးတောင်ချိတ်ချောက်ထားသေးတယ်နင်းလင်းနေရအောင်ထိန်းသူ ပြောနေ ချိတ်ချောက်ပြီးတော့ဒီယောက်ျားလည်းအလုပ်လုပ်တယ်မြစ်သားလည်းအလုပ်မပေးဘူးဆို ဒီ တော့ ကစားရကြားလို့ပါဆက်ပြီးပြောနေတာပြစ်ထက်တယ်ပဲ အဲ့သူ့ဖေနဲ့သူ့သားကမလုပ်ရဘူးကွာ ဟုတ်တယ်လေ ဘယ်လိုလိုက်ကြလဲနေအဲ့လို အခု မျိုး ဖောင်းကိုဘုန်းနဲ့ဆရာကြီးမလုပ်တော့သူဖုန်းလူတယ်လေအဲ့ဆရာเจ้าမြင်တဲ့တိုင်းပဲလေနော်ကျမကလူကြီးပါ ဟုတ်တယ်လေ နော်အဲ့လိုမျိုးသူတို့ချင်းဖြစ်တာကျမသူ့ကိုသင်ပြတယ်ငါမလေးတွဲတာတွဲမတွဲနဲ့မပြောဘူးနော်ယောက်ျားလေးဆိုမဆော့ဘူးဆိုယောက်ျားမြောက်လောက်ဆော့ ဖြီးလိုက် ဟု တော့ တ်တယ်ဟုတ်တယ် သမီးဖြီးလိုက်ဖြီးလိုက်လည်းဖြီးလိုက် ဖြီးပြီးပြန်ပေါ်ခိုင်းလိုက် ဖြီးလိုက်ဖြီးလိုက်သူ့ဖြီးလိုက် ဒီတော့ပေါ်လိုက်ဒီတော့အဲ့ဒီကပေါ်လိုက်မမနော် စောက်ချိုးမပြေတာဆိုကြည့်တယ် ငါထားလို့တော့မကြည့်တော့မှာနော်ဆောက်တော့တာ ငါတို့လည်းရင်းနေတော့ပြလိုက် အေးဘာလဲသူများသားလူကြီးက တော့လည်းငါနဲ့တမီးမားရငါဘယ်တော့မှမလိုက်ငါဘာမှဝင်မပြောဘူး အေးအဲ့လိုကြည့်တော့ကြမလို့ဘူးလို့ပြောပြီးသား ပြောရမှာ နေကသူများသားလူကြီးမိဘချင်းကိုသွားရမဆက်တယ် အားရကြီးတဲ့တယောက်မှအားရနေနေရမရှိဘူး အဲ့ဒါအဲ့ဒင်းလိုတာလေဒင်းလိုတာ ဟေးဒီမေး မြောင်းမှာ အကုန်လုံးလိုထားတာဗလက်လေးကိုဘိုင်ဘာတွေလည်းဗလက်လေးလို့အကုန်လုံးတာ ခေါ်ခိုင်း ဝင်လိုက်လို့ကောင်အင်္ဂလိပ်စာမတတ်ဘူးသူကလည်းအမှစာရေးထားတာဇောက်တိဇောက်ဘူး မပါတာလည်းပြောကြအကြောင်းမရှိဘူးနော် အခုပြောတာဒီဗလက်လေးလိုထားတဲ့အကြောင်းပြောရတယ် တော်တယ်တပည့်ထွက်ခဲ့လိုက်တော့အခုပြန်ထွက်ခဲ့လိုက်နင်ထွက်ခဲ့လိုက်တော့လာခဲ့အနာကို အဲ့လိုကြောင်လေးလောင်းရဲ့ဒါရှင်းရလေ ပြီးပြီမဟုတ်လားပြန်ခေါ်ပါ မပြီးသေးဘူးမပြီးသေးဘူး ဒီဘာစိတ်ခေါ်ညာ ကျောင်းသမီးကျောင်းခေါ်နေတာဘယ်သူမှစိတ်ခေါ်နေတာမဟုတ်ဘူး ပြဿနာတွေကဖြစ်ပြီးနေပြီပေါ့ဗျာနော်ပြေလေရပြေလေအကြောင်းညှိနေတဲ့အချိန်မှာအခုလိုမိဘတယောက်အနေနဲ့ဝုန်းတိုင်းထားလို့တာကတကယ်ကိုမှအဆင်မပြေဘူးဗျာနော် ဒီသမီးနဲ့ခေါ်တာမှလည်းဒါဥက္ခရာအိမ်မှာ ဟေး လာပြီးတော့စိတ်ခေါ်နေတယ်ကွာ ကြောင်မောင်မင်းမင်းထိမှလာရ လူကြီးတွေဆိုပြီးတော့စိတ်ကြီးပုံနေဖြစ် ဝင်လာ ရ အေးရပြီလေ ဒါကိုအများနဲ့ဗလက်လေးလိုထားတာ ဒါဘယ်လိုလုပ်ထားလဲ ဒီလိုလည်းမပါဘူးကွာဟာဆရာမားပြီးဆိုမှတော့မားတယ်ဒီအမနော်ဘော်ဒန်ဒီတော့မှားပါပြီကျမတို့တော့ပါခဲ့ပြီးဖြစ်ရ တောင်းမှန်တဲ့ကြည့်ကြည့်တယ်လေ ပြောင်းနေမယ်ကျုပ်တို့ မျက်နှာ နဲ့နဲ့ပြပါ ခဲရတော့ညတောင်းနေတာရှိဘူးလား ဟော ရှ တော့ စ်ပလိုက်လဲလဲတော့ပြီအခုထွက်လိုက်နေ ပြောရတယ်တော့ကျွန်တော်ဥက္ကဋ္ဌမញ្ញဖြစ်လာတာမဟုတ်ဘူးပြဿနာဖြစ်တာကိုရှင်းဖို့လာကြတာ ထွက်လိုက်တော့ ဟောလေကိုနိုင်လားခေါင်းကျိုးရေး တိတ်ပြီးတော့မှတော့ဟိုဒီလာမလုံနဲ့ သူတို့ကဟိုကောင်မလေးရောက်တော့သွားယူထားတာလေဟိုမရဲ့ဟိုညီမလေးရောက်တော့ဒီခါရခါကြတော့ နေငါငါနေနေတာ ဒါစကားပြောနေအောင်ပါဘယ်လိုသာ ကိုကမှားလည်းရေးပေးချက်ချင်းကျမတို့မှားတာပါလေနော် အဲ့လိုဖြစ်ရမှာလေအဲ့ဒီကျမတို့တော့မှားခဲ့ပြီးပြီနော်တိခံပေးပါခွင့်လို့ပေးပါနော်ဒီလိုအပ်ပဲနည်းနည်းဘိုးကမသိဘူးနေရအိမ်မဲဆိုဒီလိုလက်မျိုးမထောက်နေလေဒါမှမရကြီးလေကွာသမီးမရေးဟုတ်ပြီကျွန်တော်တို့တော့မှားခဲ့ပြီ ပြီးပြီလား လက်ဖြစ်ခဲ့ပြီ ပြီးလားပြန်မယ် အဲ့ဒါဝင်းနေစိတ်မခေါ်နဲ့မပြီးသေးဘူးဒီမှာမရေးဘာဆိုတာစီးနဲ့ကန်နဲ့ပြောရဘာလို့ပဲစားပြောရမှားခဲ့တယ်ဆိုရင်မှားတဲ့အတိုင်းမှန်ခဲ့တယ်ဆိုရင်မှန်တယ်လို့ပြော ဒီကြီးလည်းဟိုမားတယ်ဆိုလို့ရှိရင်လည်းကျမတို့မားပါတယ်မားခဲ့ပြီဆိုတော့အုတ်ချောင်းလေးကိုပြောပြအောင် ချင်ပေးရအောင်သူကပါမှုလေးရှိထားတယ်မချင်ရအောင်ကျွန်တော်တို့ဘာအပြစ်မှမရှိထားဘူး အရေးကြီးတယ်မင်းတို့ဟာဒီရှုပ်ချက်ခတ်နေတော့မရေးခဲ့လို့ရေးတာပေါ့ ဟုတ်လေကိုကဘာမှလာတော့ဟိုမှာဟိုသိတယ်နော်နေလည်းဆုံးမနေလည်းပြောရမှာနေမဆုံးမလို့နေဒီလိုမျိုးတွေကြောင့်ဖြစ် ကျွန်တော်လည်းကိုသားသမီးကျွန်တော်ပြောပြပြီးသားအမေ ကျမလည်းတော်တော့မပြောဘူးနေတော့စကားတော့မှမပြောကျမဝင်းနိုင်အောင်ပြောပြတာဝင်းနိုင်အောင်လည်းစိုးနေအောင်ဆုံးမလို့အဲ့လိုပြော နင်းလည်းပြောတာ နေရလဲနည်းနည်းပါပါ နင်းလည်းပြောတာဒါမှမဟုတ်ဘူး နေ့လေ ဟို တော့ က က ဒီကြီးကလက်သူတို့ရဲ့ဖြစ်စီကိုလည်း အဲ့လို ရေးပြီးနေတဲ့စိတ်အောင် မ မရှိ င်းက ဘူး ဦး လို့ နိုင် ပြော ကိုတော့ပြောတယ်ဦးဝင်ဒီနေပါတော့အဲ့လိုလောက်တာလေမလောက်ရဘူးနော်ကျွန်တော် live မှာတွေ့လိုက်တော့အဲ့လိုဘာလို့လောက်တာလဲကိုသားသမီးကိုဆုံးမပြီးသား ပြောပြီးအဲ့တော့ငါ့ကိုသာလုပ်ပြီးလို့တော့ဘာဟုတ်ဘူးမရှိဘူးလို့တတိပြောပြီးပဲ အဲ့နေ့နေရာမှာကျွန်တော်နှစ်နာအချိန်ကြီးခံနိုင်တယ်သားသမီးရေးနေပတ်သက်လာတော့တယောက်မှနှစ်နာမခံနိုင်ဘူးဖြစ်ချင်တဲ့အခါဖြစ်စေကျွန်တော်ပို့လုံးကျွန်တော်ဖြ
ဖြစ်ရတယ်ခံရတယ် အဲ့တော့ဘယ်မျက်နှာရတာတော့ဟိုတောင်းလာမှာတပည့်ဖြစ်တော့ပြီးလုပ်ပြီးလို့ခုမှသူ့ခလဲကမှမျက်နှာပေါ်လာတာတပည့်ပြ ဘယ်သူမှမျက်နှာပြေးဆို အမတို့ပြောသမီးပဲသမီးပါညာ ခေါင်းရပြလိုက်ပါ သူတို့လည်းကျွန်တော်ပြောတယ်သူတို့တာမီချတယ်ပါသမီးနင်တို့ရတာငါပေးစားလို့နင်တို့ရထားပြီနင်နောက်တစ်ခါအဲ့လိုမလုပ်နဲ့ကျွန်တော်အချိန်ပြည့်ပြောပြီးသားနော်ဦးဝင်းနိုင်ရှိလည်းပြောတယ်မရှိလည်းပြောတယ်နော်အခုချိန်ထိကျွန်တော်တို့ကဦးဝင်းနိုင်ခေါ်တာလုတ်ပေးပါတောင်းဝက်ပေးပါတစ်ခါမှမပြောဘူးသူစားချင်တဲ့ဟင်းရှင်ပတ်စံပေးတောင်းဝက်ကျွေးလိုက်တယ် အခုလိုပြဿနာကိုဖြေရှင်းနေတဲ့အချိန်မှာအော်ကြီးရဲ့ကျယ်ထပြောတာကပြဿနာကိုပိုကြီးစေတယ်လို့ပို့ပြီးတော့လည်းရှုပ်စေတယ်ဗျာနော် ဟုတ်ကဲ့အဲ့ဒါသမီးကဒီလိုလိုက်တော့ဟုတ်ကဲ့အခုညတော့ရင်ရက်ဆောင်တောင်းခုနဲ့တော့ဟုတ်ကဲ့ရှင်နော်ဟုတ်ခုနဲ့ဟုတ်ပြီလားဟုတ်ကဲ့အဲ့ဒါသမီးကဒီလိုလိုက်တော့ဟုတ်ကဲ့အခုညတော့ရင်ရက်ဆောင်တောင်းခုနဲ့တော့ဟုတ်ကဲ့ရှင်နော်ဟုတ်ခုနဲ့ဟုတ်ပြီလားအဲ့တော့ဒီကြောင်းရပဲတင်ထားရတော့ ဟိုကလေတမတခုလို့အခုဒီမှာဥက္ကဋ္ဌစီမှာရပ်ကွက်လူကြီးစီမှာအရင်တိုင်ရမှာမဟုတ်လား ခုကျွန်တော်ရှိကိုတိုင်လို့ကျွန်တော်ရက်ဆောင် အဲ့တော့တော့ပဲရတဲ့ခါတော့တွဲလိုက်ပြီဆိုတော့ဟိုနားမလဲလို့မရနော်အခုဒီကျမတို့ရက်ကွက်လူကြီးတိုင်ပြီးဆိုတော့ခါကျတော့ရက်ကွက်လူကြီးကနေပြီးတော့မှရဲစခန်းကိုလည်းပြီးရဲစခန်းကိုညှပ်သွားလိုက်ရဲစခန်းသွားပြီးရဲစခန်းသူတို့တစ်ခါလာခံလို့ရအဲ့လိုအုပ်စုကောင်းတာဗျာ ကျွန်တော်နားထောင်ပါအောင် နော် ကျွန်တော်သူ့ကိုတလား7အိမ်ပေးမယ်ကျွန်တော်လုံးနဲ့ပတ်သက်ရင်ဘာမှဝင်ချုပ်ပါနဲ့ဝင်နောက်ပါနဲ့ဘယ်သူနဲ့ပဲကျွန်တော်ဘယ်လိုလဲလုပ်လို့ဒါဝင်ပြောနေဟုတ်လားကျွန်တော်ကသူ့ပြည်ပြီးတဲ့ကိုကျွန်တော်တလားကို7အိမ်ကျွန်တော်ရောက်ပို့ပေးလိုက်မယ်7အိမ်ရောက်ပို့ပေးလို့ ချင်းချင်းနဲ့ အဲ့ဒါလည်းလို့ချင်းပြော ဟိုလေကျွန်တော်က7အိမ်ရောက်ပို့ဆိုရင်ဆက်ကြောင်းပုံစံကျွန်တော်လည်းလက်မှတ်ထိုးမယ်သူ့အဖေမျိုးလည်းကျွန်တော်လက်မှတ်ထိုးခိုင်းလိုက်မယ်ဒါတော့အဆင်မပြေဘူးလား အဲ့လိုလေမောင်လေးမရှိဘူးရှိတယ်ဆိုတာမောင်လေးလည်းမသိ သူ့အဖေမျိုးကြတော့ဘယ်မှမသွားဘူးလေ ကဲထုတ်ပေးမယ်ကျွန်တော်ထုတ်ပေးမယ်ကျွန်တော်တောင်းဝင်မယ် မသွားဘူးလို့သွားမယ်လို့မပေးဘူးလို့ပေးမယ်လို့နော်အဲ့ဒါအဲ့လာမပေးဘူးအဲ့ဒါလာပြီးဖမ်းချုပ်ပါအဲ့လို ရက်ွက်နေနဲ့ပေါ့ရင်တက်တယ် တက်နေနေလို့ပြီးဟုတ်တယ် သွားပြီးလုံးလိုက်လို့ရှင်ဒီညကိုရင်ဖမ်းချုပ်ပါဟုတ်တယ် ညစ်မှာ မဟုတ်ဘူးအဲ့ဒါမှန်တယ်ပြောပြတာနော် မာတူ ဖွင့်လိုက်တာနဲ့သူတို့နေရာချုပ်ခံ ဒီဗီဒီယိုလေးကတော့အိမ်တော်ကြီးဖောက်ပြန်သွားတဲ့ယောက်ျားဖြစ်သူကိုပေါ့နော်ဒါကွာရှင်းပေးဖို့နဲ့အစဉ်10သိန်းမျက်နှာကြီးအနေနဲ့ပေးရမယ်ဆိုပြီးတော့ပြောဆိုနေကြတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗျဒီလိုအိမ်တော်ကြီးဖောက်ပြန်သွားတဲ့သူနဲ့ငငယ်မနဲ့ကိုမှတ်လောက်သားလောက်ရှိအောင်ဒီထက်မှကကြီးလေးတဲ့အပြစ်တွေပေးတင်နေဗျနော်ကြည့်နေတဲ့ကျွန်တော်တကယ်ရှင်းနေရောဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ပြောချင်တာလေးတွေရှိရင်လည်းကျွန်တော်ရဲ့ comment လေးမှာရေးပြီးတော့ကြောင်းဗျနော်ဒီဗီဒီယိုလေးကတော့မြေသူတူတယောက်ကိုမှထိခိုက်စေလို့စိတ်မရှိဘူးဗျနော်အခုလိုအိမ်တော်ကြီးဖောက်ပြန်သွားတဲ့သူတွေသူများအိမ်တော်ကြီးကိုဖျက်လို့ပြစီလုပ်နေတဲ့သူတွေကိုပေါ့နော်မတိသေးတဲ့သူတွေပြီးလို့ရအောင်ကျွန်တော်ကပြန်လဲပြီးတော့မျှဝေပေးတာတွေဖြစ်ပါတယ်ဗျဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျအဆုံးထိလိုက်ပါကြည့်ရှုပေးလို့လည်းအားလုံးကိုကျေးဇူးပါဗျကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ကြအောင်ပဲဗျနော်